လုံခဲ့တဲ့နှစ်ပေါင်း90ကျော်ကမန္တလေးမှာရှားရှားတောက်တမ်းမဲ့ကြီးခဲ့တဲ့ဆရာကြီးမျိုးချစ်မောင်ဆိုတာရှိခဲ့တယ်။ဆရာကြီးမျိုးချစ်မောင်တည်ခဲ့တဲ့မျိုးချစ်မှုပိုင်းဆိုတာတိတ်ပြီးတော့နာမည်ကြီးတာတိတ်ပြီးကောင်းတာ။အဲ့တော့ဒီတီးလုံးကိုကျွန်တော်ဗလာဆိုင်စတီးတော့တအားတီးကျင်တာပေါ့1984ခုနှစ်လောက်က။ဒါနဲ့ဆရာကြီးစီကျွန်တော်သွားတာ။ဆရာကြီးကျွန်တော်ကိုဆရာကြီးတီးခဲ့တဲ့မျိုးချစ်မှုပိုင်းတီးလုံးတက်ပြီပါလို့ကျွန်တော်လက်လေးနောက်ပြပြီးရိုးရိုးသေးသေးပြောတာ။မင်းကဘာလို့လဲကျွန်တော်ဆိုင်းဆရာစိတ်ဒူးပါဆရာကြီး။ဟဲ့ကောင်နဲ့မင်းကမဒူးဝါပေါင်ဝါခြီသလုံးဝါပါတဲ့ငါတက်မပေးနိုင်ဘူးလေမပြန်နဲ့ဘုပေါဆရာကြီးကဟဲ့ကောင်မင်းငါပြန်လို့ပြောနေတာတဲ့ဆရာကြီးကကျွန်တော်ငေါ့လို့ဆရာကြီးကပညာမာနတိတ်ကြည့်တယ်လို့ကျွန်တော်ကြားဘူးတယ်ဒါနဲ့ကျွန်တော်အိမ်ပြန်လာတညာလုံးစဉ်းစားတာပေါ့တီလို့ရအောင်ဘယ်လိုလုပ်ရမလဲမနေ့လေးတော့မှကျွန်တော်ဖျားကြီးစင်းတို့မှာဖျားကြီးစင်းမှာကြော်ဝဲဆရာကြီးစီပြန်သွားပြီဆရာကြီးရှိမှာကြော်ဝဲချပြီးတော့ဆရာကြီးမနေ့ကတောင်းခဲ့တဲ့မျိုးချစ်မှုပိုင်ဆိုတဲ့တီလုံးကျွန်တော်တက်ပြီပါဆိုပြီးလက်အုပ်ကျွန်တော်3ခါချီလိုက်တော့မှဆရာကြီးကကျွန်တော်ကြည့်ပြီးအေးပညာတောင်းတယ်ဆိုတာအဲ့လိုတောင်းရတယ်ကွာဒါမှလေးနဲ့ရှိတယ်တဲ့ဟိုပေါ်တန်တန်လာတောင်းတဲ့လူတွေငါတီလုံးတက်ပြီဘူးတဲ့သူတို့လည်းအကုန်လုံးတီလုံးကိုတီးကြတယ်ပေါ်တန်တန်နေဖြစ်ကုန်တာပါကွာတဲ့အဲ့တော့မင်းအခုလိုလေးနဲ့တောင်းပြီးတော့တီးတဲ့အတွက်မင်းတီလုံးတက်လုံးမင်းစိတ်ထဲမှာဆွဲမြဲသွားစီရမယ်မှတ်မိနေစီရမယ်မမေ့စီရဘူးတဲ့ဆရာကြီးပြောလိုက်တဲ့စကားကောင်းလိုက်တာကဲကွာတဲ့ဆိုင်ဝိုင်းနဲ့ဝယ်ပတ်စာကတ်ကျွန်တော်ပတ်စာကတ်ညာဘက်လက်ကြဒီစံကွာတဲ့တီလုံးတက်မပေးသေးဘူးကျွန်တော်ညာဘက်လက်ကြဟာမင်းညာဘက်လက်ကြကောင်းသားပဲဘယ်ဘက်လက်ကြဒီစံလဲဟာမင်းဘယ်ဘက်ကပေါ့လေကွာမရသေးဘူးလေမင်းအိမ်ပြန်ပြီးတော့တပတ်လောက်ကျင်းဦးကွာတီလုံးကညာရောပယ်ရောတာမှတီးလို့ရတာတဲ့ပြန်ကျဘလို့ကျင်းရမလဲဆိုမင်းဆိုင်ဝိုင်းနဲ့ဝင်ပြီးမတီးနဲ့တော့တဲ့ညာဘက်ကထမင်းစားလို့ရတယ်လို့ဘယ်ဘက်ကဓာတ်တိုင်ပြီးကြက်တော်လေးရကျင့်ဘယ်ဘက်ကထမင်းစားလို့ရတယ်လို့ညာဘက်ကဓာတ်တိုင်ပြီးကြက်တော်လေးရကျင့်ကျွန်တော်ကျင့်ခိုင်းလိုက်ကျွန်တော်အိမ်ပြန်သွားအိမ်ရောက်တယ်ကျွန်တော်ကျင့်ညာဘက်ကထမင်းစားတယ်ကျင့်လိုက်ဘယ်ဘက်ကဓာတ်တိုင်ပြီးကြက်တော်လေးရကျင့်လိုက်ဘယ်ဘက်ကထမင်းစားတယ်ကျင့်လိုက်ညာဘက်ကဓာတ်တိုင်ပြီးကြက်တော်လေးရကျင့်လိုက်အမေကငါသားယူနေတာလားဆိုပြီးတော့ကျွန်တော်အမေကသားလေးနေသားမှာကျွန်တော်တစ်ဖက်လောက်ကျင့်ပြီးတော့ဆရာကြီးစီပြန်သွားဆရာကြီးကျွန်တော်ကျင့်ပြီးခဲ့ပါပြီမင်းညာဘက်လက်ကြတီးစမ်းကွာတဲ့မင်းညာဘက်လက်ကြမယ်ပူပြင်းလာပြီဗျာဘယ်ဘက်လက်ကြတီးစမ်းကွာတဲ့ဟာမင်းဘယ်ရောညာရောတန်းလာပြီဗျာတဲ့ကဲတီလို့တက်လို့ရပြီဆိုပြီးတော့ဆရာကြီးကသူတီးခဲ့တဲ့မျိုးချစ်မှုပိုင်းဆိုတဲ့တီလုံးကျွန်တော်ကိုတက်ပြလိုက်ပါတယ်အဲ့တော့ကျေးဇူးရှင်ပိဿကတီလို့နားထောင်နေတယ်မလားနားထောင်နေရင်ကျွန်တော်ငားကြကျွန်တော်လည်းစိုင်းတီးမစားတော့ဘူးအားလုံးကျေးဇူးတင်ပါတယ်